မြို့မှာ MND နဲ့စစ်ကောင်စီတပ်ကစစ်ရေးပြတ်တင်းမာလာတယ်မြေအောင်လေးတရုတ်ကလုတ်ခဲ့တယ်တိုက်ပွဲဖြစ်အောင်လေးတရုတ်ကလုတ်တယ်ပေါ့အခုတစ်ချက်ကတရုတ်ကဘာတော့လုတ်ခဲ့လဲဆိုတာတစ်ချက်ပေါ့ကိုဆိုင်မမြန်မာပြည်ကတရုတ်အတွက်တကယ့်ကိုတန်ဖိုးယတနာမြေပေါ့ကိုကန်းကတေခံပြီးတိုက်ပွဲဝင်ထားတာကိုတိုက်ပွဲဝင်ထားတော့နေမြေလဲရလာပြီမပေးချင်ဘူးအဲ့နေဟာမပေးချင်တော့တရုတ်ကိုအပြကောင်းအောင်ဆိုပြီးတော့မှဖွံ့ဖြိုးရေးလုပ်ငန်းတွေစွတ်လုပ်ပြရှမ်းပြည်ရဲ့တမိုင်းတစ်ချက်ကိုပြန်ကြည့်မယ်ဆိုရင်တိုင်းရင်းသားလက်နက်ကင်တွေကဘယ်တော့မှမစည်းလုံးခဲ့ဘူးဘယ်တော့မှစွတ်စွတ်စစ်စစ်မနေခဲ့ဘူးပေါ့နော်အဲ့ဒီ2008ဖွဲ့စည်းပုံက TNL ကိုပလောင်ကိုပေးထားတာမန်တုံနဲ့နမ်ဆန်အဲ့တော့တခြားမျိုးတွေကိုစုပ်ကိုကန်းကိုပေးထားတာလောက်တိုင်းနဲ့ကောင်းတာဘုံချမ်းအဲ့တော့အဲ့ကိုပြန်စုပ်ဆိုတော့ဘယ်တော့မှမညှိနိုင်တော့ဖွဲ့စည်းပုံမပြင်မချင်းကတော့ဒီကိုကန်းတက်တွေတင်းထားတဲ့နေမြေပလောင်တက်တွေတင်းထားတဲ့နေမြေကတော့ဘယ်တော့မှဒီငိမ်မှာမဟုတ်ဘူးကိုထိုင်မျိုးဆိုရင်ပလောင်လူမျိုးကြီးပဲရှိတာမဟုတ်ဘူးကိုကန်းလည်းရှိတာမဟုတ်ဘူးကချင်တွေရှိတယ်ရှမ်းတွေရှိတယ်တခြားမျိုးနွယ်စုတွေရှိတယ်အများကြီးပဲတကယ်ကိုပြည်တော်စုနေညီလို့တော့ပြောလို့ရတယ်ကိုခိုင်မျိုးကအင်းသားတွေကဘယ်တော့မှလက်နဲ့ကင်တပ်ဖွဲ့မရှိခဲ့ဘူးတနုဆိုတဲ့ညုံးတဲ့စုကလည်းဘယ်တော့မှလက်နဲ့ကင်တော်လန်တဲ့အင်အားစုထဲမှာမပါခဲ့ဘူးရှမ်းပြည်နယ်နေမရှိလို့ရှိရင်ဖေဖော်ဝါရီလ12ရက်နေ့ပြည်တော်စုနေဆိုတာလည်းရှိလာမှာမဟုတ်ဘူးမဆုံခမင်္ဂလာပါရှမ်းတော်စစ်ပြည်သူများအားလုံးနေကောင်းကြမ်းမာကြရဲ့လားဒီတလားကတော့ရှမ်းပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့ရှမ်းပြည်ရဲ့နိုင်ငံရေးစစ်ရေးပင်ရှမ်းပြည်ရဲ့ထူးခြားဖြစ်စဉ်တွေကိုရှမ်းတော်စစ်အက်ဒီတာချုပ်ကိုဆိုင်မွန်းနဲ့ကျွန်တော်နန်းဆိုင်နုံတို့ကသိဆုံသုံးသပ်သွားမှာဖြစ်ပါတယ်မဆုံခမဆုံခတလားနဲ့တလားလည်းအရင်ပြန်တယ်နော်ကိုဆိုင်မွန်းဒီတလားတော့အရင်ဟိုပါပေါ့နော်ဒီရှမ်းပြည်နယ်ရှမ်းချက်တွေလည်းများတယ်ရှမ်းပြည်နယ်အမျိုးသားနေရလည်းဖြစ်နေဆိုတော့လေနော်ဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလထဲမှာတော့အဖြစ်ကလည်းတော်တော်များတယ်ဒါပေမဲ့ပထမဆုံးပေါ့နော်ဒီလအစကနေစရအောင်ဟုတ်ကဲ့ဖေဖော်ဝါရီ10ရက်နေ့ကဒီရှမ်းပြည်ဖက်ထရယ်33ချက်ထွက်လာတယ်ပေါ့နော်မူ33ချက်ထွက်လာတယ်အဲ့မူကသူတို့အနေနဲ့ဘယ်လောက်ထိစ조사ခဲ့လဲပေါ့နော်အခုမှချပြတယ်ပေါ့နော်ပြီးတော့အဲ့မူကိုရေးဆွဲခဲ့တာဘယ်သူတွေပါဝင်နေလဲဒီရှမ်းလူထုတွေကရောအားလုံးပါဝင်ရလားလူမှုဖွဲ့စည်းတွေကရောပါဝင်နေလားပေါ့ကိုဆိုင်မုံအဲ့ဒီအကြောင်းလေးနည်းနည်းပြောပြပေးပါဦးဟုတ်ကဲ့မှန်တော့ဒီဖက်ဒရယ်မူရှမ်းမူဆိုတာကဒီနေ့မှစတဲ့ကိစ္စတော့မဟုတ်ဘူးအရင်ကတည်းကတမိုင်းတစ်လျှောက်မှာလဲဒီဖက်ဒရယ်မူရှမ်းမူဆိုတဲ့ကိစ္စကြောင့်ရှမ်းကောင်းဆောင်တွေရှမ်းတွေရဲ့ဒီ loyal family တွေကျင်းကြခံရတယ်ဖမ်းဆီးချုပ်နှောင်ခံရတယ်အာဏာသိမ်းခံရတယ်ကလေးကပဲဒါပေမဲ့အဲ့ဒီနောက်ပိုင်းကလည်းတောက်လျှောက်ရေးဆွဲလာတာတွေရှိတယ်ဒီခေတ်ဆက်ပေါ့နော်တောက်လျှောက်ဒီဒေါ်လာရေးကာလမှာရေးလာတဲ့ရှမ်းပြည်ဆိုင်ရာဖွဲ့စည်းပုံခြေခံဥပဒေမူကြမ်းတွေတောက်လျှောက်ရေးဆွဲခဲ့တဲ့ဖက်ဒရယ်မူတွေတောက်လျှောက်ချခဲ့တယ်အခုလည်းဒီရှမ်းပြည်ရဲ့ဖက်ဒရယ်မူ33ချက်ချတယ်ဆိုတဲ့ကိစ္စကလည်းအတိကခြုံပြီးကြည့်လို့ရှိရင်ခြုံပြီးကြည့်လို့ရှိရင်ရှမ်းပြည်မှာအခုဖြစ်ပွားနေတဲ့ပြဿနာတွေကကမောက်ကမတွေဖြစ်နေတဲ့အနေအထားပေါ့နော်ကမောက်ကမတွေဖြစ်နေတော့လိုအပ်တယ်ဆိုပြီးတော့မှRCSS ကနေပြီးတော့မှကြိုးစားပြီးတော့မှလှုပ်လာတဲ့အပိုင်းပေါ့နော်အတိကကတော့ခြုံပြီးသုံးသပ်လို့ရှိရင်တော့ရှမ်းပြည်သားတွေရှမ်းပြည်လို့ရှမ်းပြည်အမီပေါက်ဆိုပါတော့เนาะဒီရှမ်း state ဆိုတဲ့ဟာကရှမ်းပြည်အမီပေါက်ထားတဲ့ဒီမြေပေါ်မှာနေထိုင်တဲ့လူအားလုံးကတန်းတူခွင့်ရရဖို့အာဏာ3ရက်လုံးရှမ်းလူထုစီမှာတည်မြဲဖို့ဆိုတဲ့ရည်ပဲချက်နဲ့လောက်တာတွေရှိတယ်ပါဝင်မှုကတော့ခုနကမေးတဲ့ဟာကတော့အရန်ကောင်းပါတယ်ပါဝင်မှုကဘယ်လောက်ထိရှိလဲဆိုတဲ့ဟာအခုဂျာတိယတလောက်ကတော့ဒီဒေါ်လာရေးကာလဒီအာနာသိန်းကာလမှာကလာလုတ်တဲ့ဟာကတော့ဒီပထမဦးဆုံးပေါ့နော်ကျွန်တော်တို့လိုက်မေးကြည့်ပါတယ်ဒီဟာကဘယ်လောက်ပြည့်စုံမှုရှိလဲပါဝင်မှုနှုန်းကဘယ်လောက်ရှိလဲပါတင်ပါထိုက်တဲ့ပုံကိုလည်းပါဝင်ပါတယ်ကြည်သုံးသပ်ကြည့်လို့ရှိရင်ပေါ့နော်ဒါပေမဲ့တချို့ကြည်ကြတော့မေးကြတယ်လေနော်ဒီဟာကအရင်တုန်းကCSSU ကလည်း RCSS ကနေဥဆောင်ပြီးလုပ်တယ်ဒါပေမဲ့ဒီ RCSS ကပဲဒီ CSSU ရဲ့လုပ်ငန်းအားလုံးတွေကိုရက်တန့်ဖို့ပြန်ပြီးတော့မှထုတ်ပြန်ကြေညာလိုက်တယ်အဲ့ဒါတွေကဒီလူထုကတော့စဝေစဝါဖြစ်တာပေါ့
အခုကြတော့ဒီဟာကတော့မတူပါဘူးဒီဟာကြတော့ရှမ်းပြည်တိုင်းရင်းသားလူထုတွေလည်းပါဝင်ပါတယ်ဆိုတဲ့ကိစ္စပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလှုပ်လာတဲ့ဟာကတော့ကျွန်တော်ထင်တာကဒီတမဒီတည်င်းဖြစ်စဉ်ရကြည့်လို့ရှိရင်တော့တနိုင်တစ်ပိုင်းလုံနေကြတဲ့အဆင့်ပါတတ်နိုင်တဲ့အပိုင်းကလုံနေတဲ့ဟာပေါ့ဥပမာဒီအာနာမသိန်းခင်တုန်းကဆိုရင်လေလာရှုံးမှာလုံတယ်လာရှုံးမှာလုံတဲ့ပွဲဆိုရင်ရှမ်းလူမျိုးစုမပါဘူးတိုင်းရင်းသားတီးတန့်ပေါ့နော်2019တုန်းကထင်တယ်2018 19တုန်းကထင်တယ်တီးတန့်လုံတယ်ဒီရှမ်းပြည်ဖွဲ့စည်းပုံမှာဒီပြင်ဆင်ချက်ပေါ့နော်အတိကကတော့အတူတကွတွန်တွဲနေထိုင်ဖို့ကသူတို့အတန်ကအားနည်းနေပါတယ်ဆိုတဲ့ဟာကဥမာဒီလုံနေတဲ့ဟာတွေကတချို့တိုင်းရင်းသားလူမျိုးစုတွေမပါဘူးလွတ်လွတ်လပ်လပ်လည်းဆွေးနွေးခွင့်မရဘူးဘာဆိုတော့အားပြိုင်မှုတွေရှိလာတယ်အားပြိုင်မှုတွေရှိလာတော့ဒီလူနည်းစုတွေကသူတို့ရဲ့အတန်ထွက်ပေါ်မလာတော့စုပေါင်းပြီးလှုပ်ရအောင်ဆိုတဲ့ပုံစံနဲ့အဲတုန်းကလည်းလာရှိုးမှာလှုပ်ခဲ့တယ်အခု RCSS လှုပ်နေတဲ့ပုံစံကလည်းရှင်းပြောလို့ရှိရင်အခုသွားနေတဲ့နိုင်ငံရေးအရှုပ်အထွေးကလုံးဝကိုတကယ်ရှုပ်ထွေးတဲ့အချိန်ကနေပြီးတော့မှဖြည့်ရှင်းဖို့ရောက်စုပေါင်းဖြည့်ရှင်းဖို့ရောက်လာတဲ့အချိန်မှာလက်ထဲမှာရှိနေဖို့အခုဖွဲ့စည်းပုံကိုကြည့်လို့ရှိရင်ရှမ်းလူမျိုးတီးတန့်ဆိုတဲ့ဥတီချက်နဲ့လှုပ်ထားတာမဟုတ်ဘူး33ချက်လုံးကရှမ်းပြည်ပေါ်မှာရှိနေတဲ့လူထုတရက်လုံးအတွက်ဥတီပြီးလှုပ်တယ်ဒါပေမဲ့ခုနကတော့ပြောတဲ့ဟာပါဝင်မှုနှုံးပေါ့နော်ဥပမာ CSS CSO တွေ CBO တွေဘယ်လောက်ပါလဲရှမ်းလူငယ်တွေပါဝင်မှုနှုံးကဘယ်လောက်ရှိလဲဥပမာတခြားလူမျိုးစုလူငယ်တွေမပြောသေးနဲ့အောင်ရှမ်းလူထုကြားထဲမှာရှိနေတဲ့ TYO TYN ဘယ်လောက်ပါဝင်မှုနှုံးရှိလဲနောက်ပြီးတော့မှရှမ်းအရေးရှမ်းအမျိုးသမီးအရေးရှမ်းလူခွင့်ရေးတွေလှုပ်ရှားနေတဲ့အဖွဲ့တွေရဲ့ပါဝင်မှုနှုန်းကဘယ်လောက်ရှိလဲဒီဟာတွေနဲ့တိုင်းထွာရမယ်ထင်တယ်တကယ်တမ်းဒီအဖွဲ့တွေစုံစုံစီစီပါမှာဒါလည်းတို့ကလည်းပြောထားတယ်ပထမခြေလမ်းဆိုတော့ဒုတိယခြေလမ်းမှာပါကောင်းပါလာနိုင်လိမ့်မယ်လေနော်မပါသေးတဲ့အဖွဲ့တွေပေါ့နော်လုံးဝကိုမလုတ်တီထက်စာရင်ဒီလှုပ်လိုက်လို့တော့ဘာပဲဖြစ်ဖြစ်ပါဝင်မှုနှုံးကတဖြည်းဖြည်းတိုးများလာကောင်းတိုးများလာမယ်မပါသေးတဲ့ကိုယ်စားလှယ်တွေလည်းနောက်တစ်ချိန်မှာပါကောင်းပါလာနိုင်တယ်ဒါပေမဲ့စုဖို့လုပ်နေရင်းနဲ့ပုံမကွဲပြေးသွားတဲ့ဟာတော့မဖြစ်စေချင်ဘူးပေါ့နော်ဟုတ်ကဲ့ကိုရဲ့ဒီရှမ်းပြည်ကလည်းအမဲတန်းကွဲပြဲတွေဖြစ်ခဲ့တယ်ပေါ့နော်ဒီဟာတခုကအစုစည်းမှုတခုတော့ဖြစ်တဲ့နေပေါ့နော်ပြီးတော့စစ်တပ်နဲ့ပဲတွားဆွေးနွေးကြတယ်ဒီရဲ့တိုင်းရင်းသားချင်းချင်းနဲ့မှဆွေးနွေးမှုမရှိလာဘူးဒီတခုကပဲဆွေးနွေးမှုပဲတခုရှမ်းပြည်အတွင်းမှာနေတဲ့တိုင်းရင်းသားလူမျိုးစုတွေအားလုံးဆွေးနွေးရနေရတခုဖြစ်လာမလားဆိုတဲ့ဟာမျှော်လင့်ချက်ပေါ့နော်ဟုတ်တယ်ခုနကတော့ပြောသလိုပဲဆွေးနွေးမှုကလည်းဒီနိုင်ငံရေးဖြစ်တည်လာမှုကလည်းဒီလထဲမှာဆွေးနွေးစရာအချက်လေးတွေများတယ်ပေါ့နော်ဟုတ်တယ်နောက်တစ်ခုကလေတစ်ဆက်ထဲမှာပဲပေါ့နော်ကျွန်တော်ဒီရှမ်းမြောက်ဖက်ကိုဆက်သွားမယ်ဆိုရင် MND နဲ့ DNN ကြားလဲစီရေးတင်းမာမှုတွေဖြစ်လာတယ်ပေါ့နော်ကိုဆိုင်မင်းရဲ့ကျွန်တော်တို့ရှေ့လာတွေကလည်းအဲ့အကြောင်းတွေပြောခဲ့ပြီးသားဒါပေမဲ့ဒီလက်နက်ကင်ချင်းချင်းကြားမှာပဋိပက္ခတွေဖြစ်တယ်ဆိုတာညီနောင်မဟာမိတ်ကြားထဲမှာပဋိပက္ခတွေဖြစ်တယ်ဆိုတာလည်းပြောခဲ့ပါပြီဒါပေမဲ့ဒီတလထဲမှာထူးခြားတာကဒီတို့ဒီနှစ်ဖက်ကြားထဲမှာဖြစ်နေတဲ့ပဋိပက္ခကလူထုကိုမထိခိုက်အောင်ဆိုပြီးတော့တအန်းလူမှုအဖွဲ့အစည်းကလည်းစာတောင်းဆိုလာတယ်စာထုတ်ပြီးတောင်းဆိုလာတယ်ပေါ့နော်ဒါကြောင့်ဘလောက်ထိတောင်ဆိုးွားပြီးတော့လူထုကိုပြစ်မှတ်ထားတဲ့အဆင့်အောင်ရှိလာလဲဆိုတာတတိထားမိလာတယ်ပေါ့နော်ဒါကြောင့်ကိုဆိုင်မဒီအခြေအနေကရောဘလောက်ထိဖြစ်နေလဲပေါ့ဒီကြားထဲမှာဒီညီနောင်တွေကြားထဲမှာကရောဘလောက်ထိပဋိပက္ခတွေဖြစ်နေလဲပေါ့ကိုဆိုင်မအတိကကတော့ဒီနေမြေထပ်နေတဲ့ပြဿနာပေါ့နော်နေမြေထပ်နေတဲ့ပြဿနာကဥမာကုတ်ခိုင်မြို့ဆိုရင်ပလောင်လူမျိုးကြီးပဲရှိတာမဟုတ်ဘူးကိုးကောင်ပဲရှိတာမဟုတ်ဘူးကချင်တွေရှိတယ်ရှမ်းတွေရှိတယ်တခြားမျိုးနွယ်စုတွေရှိတယ်အများကြီးပဲတကယ်ကိုပြည်တော်စုနေမြေလို့တောင်ပြောလို့ရတယ်ကုတ်ခိုင်မြို့ကဒါပေမဲ့ဒီတက်နှစ်တက်ကကြီးစိုးနေတော့သူတို့တိုက်တုံးကတော့သူတို့ကတကယ်တိုက်ရပါတယ်ဆိုတဲ့ဟာတွေကအားပြိုင်နေတော့အားပြိုင်မှုကမပြီးတော့ပြိုင်ဆိုင်မှုတွေကဆက်တိုက်ပေါ်လာတယ်ပေါ်လာတော့အရင်တုန်းကတော့ဒီပုတ်တိုက်မှုတွေကတော့ရှိခဲ့တယ်ထိုးကျိတ်တဲ့အဆင့်နေကုတ်ခိုင်မြို့မှာဆိုရင်ဒီဖေဖော်ဝါရီလ20ရက်နေ့မှာဖြစ်တဲ့
ဟာရှေ့ပိုင်းလုံးကပေါ့နော်3-4ချိန်မကဘူးတောက်လျှောက်ဖြစ်ခဲ့တယ်တနတ်တင်နဲ့ထုပြီးတော့မှကောင်းကွဲတာတွေလည်းတွေ့တယ်ဗီဒီယိုတွေတက်လာတယ်ရိုက်နဲ့ပစ်ခတ်တဲ့အဆင့်ရှိတယ်အဲ့ဒါမတိုင်ခင်တုန်းကဒီ MNDAA နဲ့ TNLA ပြတ်တာဖြစ်ခင်တုန်းကအဲ့ဒီဟိုအရင်တုန်းကလည်းTNLA နဲ့ KIA လည်းဖြစ်တယ်ဒီကုတ်ခံမြို့နယ်ထဲမှာပေါ့ဒါပေမဲ့အခုဖြစ်တဲ့ပြဿနာကတော့ဒီတန်း CSO CBO တွေကျောင်းသားလူငယ်တွေစုစည်းပြီးတော့မှထုတ်ပြန်ကြေညာချက်ကတော့လူထုမထိခိုက်စေဖို့တတ်နဲ့တတ်လုံးလူထုအသုံးမချဖို့ပေါ့နော်လူထုကကြားညက်တာပေါ့ပြဿနာတက်လို့ရှိရင်တော့ကြားညက်စမဲပဲလူထုကတော့ဒါပေမဲ့ဒီနတက်ကတော့တို့ကညီနောင်ဆိုတော့ရှင်းပြောလို့ရှိရင်ညီနောင်ဆိုတဲ့ဟာကညီကိုပဲလေနော်ညီကိုဆိုတော့အဲ့လောက်ထိတော့မဖြစ်သင့်ဘူးလို့ထင်မိတယ်လေနော်ဘာလို့ဆိုတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက2ဆင့်ရှိတာကိုစီရေးညီနောင်မဟာမိတ်3ဖွဲ့နဲ့နောက်ပြီးတော့မှတို့နိုင်ငံရေးစုပေါင်းဖြည့်ရှင်းဖို့ FPNCC အဖွဲ့9ဖွဲ့အဲ့ဒါတွေကလည်းရှိသေးတယ်အခုဒီ3ဖွဲ့ကတကယ်ရင်းနှီးတဲ့ညီကိုတွေလို့တို့ပြောကြတယ်စုပေါင်းကြီးညာချက်တွေလုပ်တယ်စုပေါင်းစစ်စင်ရေးတွေလုပ်တယ်စုပေါင်းအောင်ပွဲတွေခံယူကြတယ်တိုက်ပွဲဝင်ကြတယ်ပေါ့ဒါပေမဲ့အခုဖြစ်တဲ့ဟာကရှင်းပြောလို့ရှိရင်လုံးဝကိုမဖြစ်သင့်ဘူးအရင်ကတည်းကမဖြစ်ခင်ကတည်းကကြိုတင်ဆွေးနွေးတင်တယ်ဒီကုတ်ခံမြို့ပေါ်မှာဒီ TNLA နဲ့ MNDAA ပဲမဟုတ်ဘူးရှမ်းပြည်မြောက်ပိုင်းထဲမှာရှိနေတဲ့အဖွဲ့ရှမ်းပြည်ထဲမှာရှိနေတဲ့အဖွဲ့တွေအားလုံးကဒီဟာကိုစံပြယူပြီးတော့မှဥတီဆွေးနွေးတင်တယ်အခုကျတော့အဲ့လိုမျိုးမလုပ်ဘူးတစ်ဖွဲ့နဲ့တစ်ဖွဲ့ကအပြစ်ပုံချနေတယ်DNL ကလည်း MNDAA ကနေ CCTV တွေလာတတ်တယ်အုပ်ချုပ်ရေးပိုင်းနေနဲ့ချက်ပြီးလုပ်တယ်စိုးမိုးမှုတွေလုပ်တယ်ဆိုတော့ဂျိုတင်အပိုင်ဦးတဲ့အနေနဲ့စီရင်အားဖြည့်ပြီးတော့မှကိုကန်တက်ကိုကိုခံမျိုးကနေမောင်းထုတ်လိုက်တယ်ဖေဖော်ဝါရီလဦးပိုင်းတုန်းကတရုတ်နှစ်တကူကာလရောက်လာတော့ကိုကန်တက်ကလည်းတိန်နီမြို့ထဲမှာရှိနေတဲ့ကိုကန်တက်ပလောင်တက်တွေကိုတိန်နီမြို့နယ်ထဲမှာရှိနေတဲ့ပလောင်တက်တွေကိုအကုန်မောင်းထုတ်လိုက်တယ်အကုန်မောင်းထုတ်ပြီးတော့မှလာရှိုး E9 တို့ဘက်ကိုကားနဲ့တုံပြီးတော့မှလာပို့တယ် TNLA က SSPP ကိုနဲ့ KIA ကိုလုတ်တယ်လို့MNDAA ကိုကန်တက်ကလည်းပလောင်တက်ကိုကားပေါ်တင်ပြီးတော့မှအမိုက်ပစ်တယ်လို့လာရှိုးမြို့မှာလာတော့တယ်အဲ့လိုမျိုးပေါ့နော်အချင်းချင်းလက်ပတ်ပြီးလုံနေတဲ့ဟာကအမှန်တော့အဲ့ဒီကလေးကတိုက်ပွဲမစင်နွဲခင်ကလေးကစုပေါင်းပြီးတော့မှဖြေရှာတင်တယ်အဲ့လိုမျိုးမလုပ်တော့အားပြိုင်ပြီးလုပ်တော့ဒီဖေဖော်ဝါရီလ20ရက်နေ့နမ်ဖက်ကဂျေးရွာဖက်မှာဖြစ်ပွားတဲ့ငေါ9ရွာဆိုတဲ့နေမြေမှာလူထုတွေရိုက်ခံရတယ်လို့ပြောတယ်အဲ့ဒါလည်းတချို့လူထုကပြောတယ်လူထုကမတတ်နိုင်ဘူးလေသူတို့ကလာကူခိုင်းတာကိုအဲ့လိုမျိုးပြောတန်လည်းထွက်တယ်လူထုကလာကူခိုင်းဒီလက်နက်ကင်တဲ့လူတွေကသူတို့ကအင်အားမမျှတော့လူထုရဲ့အားကိုယူပြီးတော့မှရိုက်ခံရတယ်လူထုရိုက်ခံရတော့လူထုကဒီကြားညက်တယ်လို့ပြောတယ်ပေါ့နော်ဒီဟာကတော့တစ်အချက်ကတော့ကျွန်တော်တို့အနေနဲ့မြင်မိတာကရှမ်းပြည်မှာရှိနေတဲ့လက်နက်ကင်တပ်အများစုကရှမ်းပြည်လူထုရဲ့အကျိုးစီးပွားကိုမကြည့်ကြဘူးသူတို့အကျိုးစီးပွားအတွက်ပဲကြည့်ကြတယ်အဲ့လိုမျိုးကြည့်ကြတော့မဖြစ်တဲ့ဟာတွေဖြစ်တယ်တကယ်တမ်းလူထုရဲ့အကျိုးစီးပွားကိုကာကွယ်လို့ရှိရင်လူထုရဲ့ရွာလယ်မြေတွေကိုတိမ့်ပိုက်စရာအကြောင်းမရှိဘူးအခုကိုကန်တက်ဆိုရင်လေတတ်တူရဖို့ပဲသူကအားခဲပြီးလုပ်နေတာစိုက်ပျိုးရေးမြေတွေရဖို့တရုတ်ကုမ္ပဏီတွေကိုမြေငားပြီးတော့မှစိုက်ပျိုးဖို့တောက်လျှောက်ပဲလုပ်နေတာနိုင်ငံရေးရည်တည်ချက်မရှိလာတယ်လို့တော့ဖြစ်လာတယ်ကိုကန်တက်ကလည်းထို့အတူပဲပလောင်တက်ကလည်းအရင်တုန်းကတော့ຫນွေဦးတော်လန်ရေးမှာတကယ့်ကိုအားကိုးရမယ်ဒီလာရှိုးမန္တလေးစစ်စင်ရေးလုတ်တဲ့ဟာကຫນွေဦးတော်လန်ရေးကအရန်ကိုအားရเสียအားကြเสียအတူယူเสียဖြစ်တယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ပလောင်တန်းဆိုတဲ့အရေးပဲလောက်လာတော့လူထုအရေးအမျိုးသားထုတစ်ခုလုံးရဲ့အရေးကိုတိတ်မလောက်လာတော့အဲ့လိုမျိုးတွေဖြစ်လာတော့အငင်းပွားမှုတွေဖြစ်လာတယ်တချို့ကလည်းအားပြိုင်မှုတောင်ဖြစ်လာတယ်ဥမာ
ရှမ်းပြည်မြောက်ပိုင်းထဲမှာဆိုရင် KIA ဆိုရင်လည်းအရင်တော့ KIA ဆိုရင်သူတို့ကတတ်နိုင်သမျှပေါ့နော်ဒီ educated ဆန်လူထုကိုအကာအကွယ်ပေးမယ်ကချင်ပဲမဟုတ်ဘူးအခုကြတော့ KIA ကလည်းငါတို့ကချင်မျိုးနွယ်စုကိုလာပြီးတော့မှပိုကြဆိုးမိုးနေတော့မယ်ငါတို့ကာကွယ်တော့မယ်ထို့အတူပဲအဲ့လိုမျိုးဖြစ်လာတော့အရင်တော့ SFPP ဆိုရင်လည်းမဟာမိတ်ပထမပဲRCSS နဲ့ဖြစ်နေတဲ့ပြဿနာတောင်မှသူကမဟာမိတ်ပဲဦးထိတ်တင်ပြီးတော့မှအကာအကွယ်ယူတယ်အခုကျတော့ SFPP ကိုတိုင်ကစဉ်းစားလာပြီ။အော်သူတို့အရေးသူတို့ကြီးလုံနေတော့ငါအမျိုးအရေးလဲငါလုံမှဖြစ်တော့မယ်ဆိုပြီးတော့မှရွှေလီမြစ်ဝမ်းမှာရှိနေတဲ့ရှမ်းရွာရှမ်းဒေသတွေကိုကာကွယ်ဖို့လုပ်လာတယ်။အရင်တုန်းကတော့စုပေါင်းကာကွယ်မယ်ဆိုတော့ဥတီချက်ကရှိတာကိုအခုကျတော့ငါအရင်လုံမှငါလဲဥရမှအဲ့လိုမျိုးပုံစံနဲ့လုံနေတော့ခြေချင်းထိုးတဲ့ပုံစံဖြစ်နေတော့အားပြိုင်မှုတွေဖြစ်လာတယ်။အားပြိုင်မှုတွေဖြစ်လာတော့ပို့ပြီးတော့မှဒီပြဿနာကအားကြီးလာတယ်တခုကံကောင်းတာကဒီ MNDAA ရော TNL ရောတနတ်ပြစ်တိုက်တဲ့တိုက်ပွဲဝင်တဲ့အဆင့်မဖြစ်ဘဲနဲ့တုတ်တွေဓားတွေတန်ဆူတုတ်တွေနဲ့ရိုက်နှက်တဲ့အဆင့်ပဲရှိသေးတယ်အဲ့ဒါလည်းမသိနိုင်လို့မပြောနိုင်ဘူးเนาะအဲ့ဒါလည်းတကယ်ကိုဒီရိုက်တတ်တဲ့ပွဲပဲကိုเนาะရေများရေနိုင်မီးများမီးနိုင်တချို့နေရာမှာဒိန်နီမြို့နယ်အစပ်ဘက်မှာကိုကောင်တက်ကများတော့ SFPP ရော TNL ရောဖယ်ခံရတယ်တိမ်နီမြို့ကိုပြန်ယူချင်လို့ရှိရင် SFPP နဲ့ TNL တွေပေါင်းမှပြန်ရတော့မယ်ဆိုတဲ့စဉ်းစားချက်ဖြစ်လာတယ်ထို့အတူပဲကိုခိုင်မြို့နယ်ထဲမှာလည်း SFPP နဲ့ MNDAA နဲ့ပေါင်းမှ TNL ရဲ့အန်ဒီအေကိုကာကွယ်နိုင်မယ်ဆိုတဲ့စဉ်းစားချက်တွေကတောက်လျှောက်ပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးကတော့မဖြစ်သင့်ဘူးဆွေးနွေးပြီးတော့မှအဖြေရှာတင်တာပေါ့ဟုတ်ကဲ့ကိုဆိုင်မပြောတော့ထဲမှာဆိုကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက်ပေါ့နော်ရှမ်းပြည်ရဲ့သမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင်တိုင်းရင်းသားလက်နက်ကင်တွေကဘယ်တော့မှမစည်းလုံးခဲ့ဘူးဘယ်တော့မှစွတ်စွတ်စီစီမနေခဲ့ဘူးပေါ့နော်တကယ်လို့ဒါစွတ်စွတ်စီစီနေခဲ့မယ်ဆိုရင်စစ်ကော်မရှင်တက်ကိုစစ်တပ်ကိုကျွန်တော်တို့အခုတည်းနိုင်ခဲ့ပြီးပြီလို့ပြောလို့ရတယ်နော်ကိုဆိုင်မကြားဖြတ်ပြီးပြောမယ်ဆိုရင်အဲ့ဒါဒီအာနာယမြန်မာစစ်တပ်ကတက်ရှုဖြူခွဲတဲ့နေရာမှာအရန်တော်တယ်ဥမာကျွန်တော်တို့တွေ့ဖူးတယ်ဒီရှမ်းပြည်မြောက်ပိုင်း SSNA ဆိုရင်ဥမာ SSNA ကောင်းဆောင်နဲ့တွေ့တဲ့အချိန်ကျ SSNA ကောင်းဆောင်တောင်းတဲ့ဟာတွေကိုဘာမှမပေးဘူးတူလက်ထက်တောင်းတော့အကုန်ပေးတယ်အဲ့တော့ဆရာနဲ့တပည့်ကမတည့်တော့ဘူးခွဲပြီးတော့မှလှုပ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်အခုလည်းအဲ့လိုပဲဝါကိုဆက်ဆံရင်တစ်မျိုးရှမ်းကိုဆက်ဆံရင်တစ်မျိုးပအိုးကိုဆက်ဆံရင်တစ်မျိုးမတည့်အောင်သူလှုပ်ကြတာအဲ့ဒါသူတို့တော်လို့မဟုတ်ကွာညံ့လို့အဖြစ်ခံလို့အမှန်တော့ကိုယ့်ရဲ့ဥတီချက်ကပါလဲဆိုတာစဉ်းစားတင်တယ်ဥမာဒီRCSS ဆိုရင်ရှမ်းပြည်ပြန်လဲထူထောင်ရေးကောင်စီနာမည်ကတနစ်ထက်တနစ်ကသူကမထူထောင်နိုင်တဲ့ရင်တောင်မှသူထူထောင်နိုင်တဲ့လမ်းကြောင်းကခြေလမ်းပင်နဲ့ဆင့်သွားနေပြီလေ SFPP ရောအဲ့လိုပဲ SFPP ရောနာမည်ကရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တိုးတက်အောင်ရှမ်းလူထုတိုးတက်အောင်သူပါလုပ်တယ်လမ်းကြောင်းမတက်ရင်လမ်းကြောင်းတက်အောင်လုပ်ရမယ်လမ်းကြောင်းမရှိတဲ့ရင်ခုတ်ထွင်ဆင်းလင်းရမယ်အဲ့ဒီရှင်းလင်းတဲ့ဟာတွေကတစ်နှစ်မှာဘယ်လောက်လုပ်တယ်မိသားစုအရေးပဲလုပ်နေလားတက်အရေးပဲလုပ်နေလားဆိုတဲ့ဟာပေါ့နော်အဲ့ဒါကအရန်ကြီးကိုအရေးကြီးပါတယ်ဒီအခွင့်အရေးပေးပြီးတော့မှတတ်တုတွင်းနေရွှေတွင်းငွေတွင်းနေကြောက်တွင်းနေအဲ့ဒါပေးပြီးတော့မှအခွင့်အရေးယူဒီထက်ကိုယ့်ရဲ့ဥတီချက်ကပါလဲဆိုတဲ့ဟာကမပြတ်စဉ်းစားမှတာလင်းသူတို့တိုက်ရဲ့ vision mission အတိုင်းသွားမှလူထုထောက်ခံမှုရမှာအခုအနေဒါတွားမယ်ဆိုရင်တော့ vision ကိုတွေ့သူတို့ရဲ့ vision mission တွေတွေ့ဖယ်လို့ရှိရင်တော့လူထုထောက်ခံမှုကတော့ဘယ်တက်မဆိုကြမှာပဲဟုတ်ကဲ့ဒီတစ်ဖက်မှာဆိုရင်လည်းဘာနော်ကစားမတစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်လာရှိုးမြို့မှာ MND နဲ့စစ်ကော်မရှင်တပ်ကစစ်ရေးပြန်တင်မာလာတယ်အပြန်လန်ဒီစစ်အင်အားတွေထည့်လာတာတွေ့ရတယ်ဟုတ်တယ်လာရှိုးမြို့ထဲမှာလည်းဒီပြည်သူတွေကအပြင်ထွက်ဖို့တွေလက်မှတ်တွေဝယ်ကြတယ်ပြင်ဆင်နေကြရပေါ့နော်အထုပ်တွေချင်းတွေတူးတဲ့အဆင့်တော့မရောက်နေဘူးဟုတ်တယ်အဲ့ဒါကြောင့်ဒီကြားထဲမှာဒီနှစ်ဖွဲ့ကြားထဲမှာတရုတ်ကညှိနှိုင်းလို့မရတဲ့အချက်များရှိနေမလားပေါ့ဘာကြောင့်လဲဆိုတော့ငြိမ်အောင်လေးတရုတ်ကလုတ်ခဲ့တယ်တိုက်ပွဲဖြစ်အောင်လေးတရုတ်ကလုတ်တယ်ပေါ့အခုတစ်ချက်ကတရုတ်ကဘာတော့လုတ်ခဲ့လဲဆိုတာတစ်ချက်ပါကိုဆိုင်မတရုတ်ကတော့သူ့အကျိုးစီးပွားအမြန်ဆုံးဖြစ်မြောက်ဖို့
ပြောတာပေါ့လှုပ်ချင်တာပေါ့ဒီတရုတ်ကိုယ်စားလှယ်တွေလည်းပြောတယ်လေနော်ဒီ2026ကဒီတကယ့်ကိုအလားအလာကောင်းတဲ့နှစ်ဆိုတဲ့ပုံစံနဲ့ပြောနေတယ်ထို့အတူပဲစစ်ကောမရှင်ဘက်ကလည်းတရုတ်အလိုကြပြောတယ်ဒီမြန်မာကတရုတ်ရဲ့ဒီအနောက်ဘက်ထွက်ပေါက်ပြင်လေအိန္ဒိယသမုဒ္ဒရာထွက်ပေါက်လို့မက်လုံးပေးပြီးတော့မှပြောတယ်တရုတ်လိုအချက်အရသူတို့ကဖားတာပေါ့နော်ဖားနေတယ်အဲ့လိုနေထားပေါ့အတိတ်ကတော့တရုတ်ကသူကဒီ BRI ဖြစ်မြောက်ဖို့သူကအမြန်ဆုံးလုပ်ဖို့ကြိုးစားတယ်ကြိုးစားနေတယ်အမြန်ဆုံးလည်းလုပ်နေတယ်အကျိုးစားနေတဲ့အနေထားပေါ့နော်ဒါတရုတ်ရဲ့အကျိုးစီးပွားကိုသူကသူ့လိုအချက်အရာသူကပြင်ဆင်နေတဲ့အပိုင်းဒါပေမဲ့စစ်ကောင်စီလိုအချက်ကပါလဲဆိုတော့စစ်ကောင်စီရဲ့လိုအချက်ကတရုတ်ရဲ့လိုအချက်ကိုလည်းသူတချို့တဝက်တွေသူပေးမယ်မဲ့လုံးတွေပေးမယ်သူ့လိုအချက်ကိုရအောင်သူ့လိုအချက်ကပါလဲဆိုတော့2008ဖွဲ့စည်းပုံအရာကိုကန်တက်တော့ပလောင်တော့သူတို့2008ဖွဲ့စည်းပုံမှာပေးထားတဲ့နယ်မြေမှာတတ်ဆုပ်ပြန်နေရမယ်ဒါအရန်အရေးကြီးတယ်စစ်ကောင်စီအတွက်ဒါသူ့ကုံတိတ်ခါပဲဒီဟာမရလို့ရှိရင်သူ့ကုံတိတ်ခါပြန်ပြီးအဖတ်မဆယ်နိုင်ဘူးဘယ်လိုပဲဖြစ်ဖြစ်သူကတရုတ်ကိုဖိအားပေးမယ်သူတို့ကိုပေးထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာတက်ဆုပ်ပြီးသွားမသွားရင်တိုက်မယ်ပုံကျဲမယ်အင်အားဖြစ်မယ်တစ်ဖက်တစ်လမ်းကလည်းဒီဖေဖော်ဝါရီလစမ်းပိုင်းကရုရှားကလည်းကာကွယ်ရေးမှာSAC ကိုကူညီထောက်ပံ့ဖို့ပူးပေါင်းလှုပ်ဆောင်ဖို့ဆိုပြီးမှရုရှားကအကူအညီလာပေးမယ်ကာကွယ်ရေးမှာအဲ့ဆိုရင်သူ့မှာကတရုတ်ရှိတယ်ရုရှားရှိတယ်အိန္ဒိယရှိတယ် SAC อ่ะအဲ့တော့သူကအားကောင်းလာတယ်သူ့အတွက်ကတကယ့်ကိုဒီအခွင့်အလမ်းနေဖြစ်လာတယ်အဲ့တော့မင်းတို့မလှုပ်လို့ရှိရင်2008အတိုင်းမလှုပ်လို့ရှိရင်သူတတ်နိုင်တဲ့ power သူရှိနေတဲ့အင်အားသူကပြမယ်ပြနိုင်တဲ့ဟာဆိုရင်လည်းပါရှိတယ်ဆိုရင်ကျွန်တော်တို့မြင်တယ်လေရင်နဲ့ပုံကျဲမယ်ပုံအကြီးကျယ်ကျဲမယ်အဲ့လိုပေါ့တရုတ်နဲ့တော့ဆွေးနွေးတဲ့နေရာမှာမပြေလေကြဘူးဒီလထဲမှာဆိုရင် TNL နဲ့ဆွေးနွေးတာတွေရှိတယ်လာရှိုးမှာလည်းMNDAA နဲ့တောက်လျှောက်တလကို2ကြိမ်3ကြိမ်လောက်ဆွေးနွေးနေကြတာဆွေးနွေးနေတဲ့နေရာမှာခုနကတော့ပြောတယ်လို့စစ်ကောင်စီရဲ့လိုအပ်ချက်ကဒီပထမခြေလမ်းအနေနဲ့ဒုတိယခြေလမ်းကပထမခြေလမ်းကလာရှိုးမြို့ကိုရလိုက်တယ်ဒုတိယခြေလမ်းကတိန်ကြီးမြို့ကိုပြန်ပေးဖို့ပြည်ထောင်စုလမ်းကြီးကမန္တလေးလာရှိုးမူဆယ်လမ်းတဝိုက်ပြီးခဲ့တဲ့ပတ်တုန်းကလည်းကျွန်တော်တို့ပြောတယ်လမ်းရဲ့တစ်ဖက်ကိုအနည်းဆုံး15မိုင်တမိုင်ခွဲကနေ3မိုင်အထိဆုပ်ပေးဖို့တစ်ဖက်တစ်ချက်အဲ့လိုဆိုရင်လာရှိုးဆန်မီကွန်လုံဟိုပန်အဲ့ဒီလမ်းကြောင်းကိုလည်းဖယ်ပေးဖို့အဲ့လိုဆိုရင်ကိုကန်းကအသေးခံပြီးတိုက်ပွဲဝင်ထားတာကိုတိုက်ပွဲဝင်ထားတော့နေမြေလဲရလာပြီမပေးချင်ဘူးအဲ့နေရာမပေးချင်တော့တရုတ်ကိုပြကောင်းအောင်ဆိုပြီးတော့မှဖွံ့ဖြိုးရေးလုပ်ငန်းတွေစွတ်လုပ်ပြတယ်ဈေးရုံတွေလုပ်တယ်ဈေးတွေလုပ်တယ်ကျောင်းတွေလုပ်တယ်ပြုတ်ပြင်ထိန်းသိမ်းတယ်ကြီးကျယ်ခမ်းနားအောင်လုပ်ပြတယ်အရင်နည်းများပြီမစုံနိုင်တော့ဘူးဆိုတဲ့ပုံစံနဲ့တရုတ်ကိုပြလို့တယ် SAC ကတော့2008မှ2008ပဲအဲ့ဒါတွေမလုပ်ဒီစစ်ကောင်စီလိုလားချက်အတိုင်းမသွားလို့ရှိရင်အင်အားသုံးပြီးတော့မှပြန်တိုက်မယ်ဆိုတဲ့ပုံစံ SAC ကဖိအားပေးနေတယ်တစ်ဖက်တစ်လမ်းကလည်းတရုတ်ဖိအားပေးမှုနဲ့ရွေးကောက်ပွဲပြီးသွားပြီတရုတ်ဖိအားပေးမှုတရုတ်ထောက်ပံ့မှုနဲ့လွတ်တော်ပေါ်လာတော့မယ်တရုတ်ဖိအားပေးမှုတရုတ်ထောက်ပံ့မှုနဲ့တရုတ်ထောက်ပံ့တဲ့အစိုးရပေါ်လာတော့မယ်အဲ့တော့စစ်ကောင်စီကတရားဝင်မှုကပို့ပြီးတော့မှအားကောင်းလာလိမ့်မယ်စစ်ကောင်စီတရားမှုအားကောင်းလာလို့ရှိရင်စစ်ကောင်စီရဲ့အမြင့်ဆုံးကပြန်ပြီးညင်ရုံလို့ရှိရင်2008ဖွဲ့စည်းပုံပဲအဲ့ဒီ2008ဖွဲ့စည်းပုံက TNL ကိုပလောင်ကိုပေးထားတာမန်တုံနဲ့နမ်ဆန်အဲ့တော့တခြားမျိုးတွေကုန်စုပ်ကိုကန်းကိုပေးထားတာလောက်ကိုင်းနဲ့ကောင်းစံကုန်ချမ်းအဲ့တော့အဲ့ကိုပြန်ဆုပ်ဆိုတော့ဘယ်တော့မှမညှိနိုင်တော့ဘူးမညှိနိုင်တော့စစ်ရေးတင်းမာမှုတွေပြန်မဖြစ်လာနိုင်ဘူးလို့မပြောနိုင်ဘူးအခုကတော့တိုက်ပွဲမှာဖြစ်သေးပေမဲ့အစိုးရထူထောင်လာနိုင်တဲ့နောက်ပိုင်းမှာပိုပြီးဖြစ်လာနိုင်မလားဆိုတဲ့ဟာဒါပေမဲ့ဖွဲ့စည်းပုံမှာပြင်မချင်းကတော့
ဒီကိုကန်တက်တွေတိန်းထားတဲ့နေမြေပလောင်တက်တွေတိန်းထားတဲ့နေမြေကတော့ဘယ်တော့မှဒီငိမ်မှာမဟုတ်ဘူးဒီထိုးကျွေးဖို့နိုင်ငံရေးမှာဆွေးနွေးဖို့နေမြေစစ်စစ်ဖို့အတုံးချတဲ့နေမြေတွေဖြစ်သွားမှာဆိုတော့လူထုရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံမှုကဘာမှရှိမနေတဲ့အနေအထားပေါ့ဟုတ်ကဲ့ကိုစားပါနောက်တစ်ခုကတော့ဒီ SSPP ကိစ္စပေါ့နော်တကယ်တော့ SSPP ကိစ္စမှာဆိုရင်တချို့တွေရတယ်ထင်မှားမယ်ပေါ့ဒါပေမဲ့သူရဲ့ကျွန်တော်မြင်ပေါ့နော်ကျွန်တော်မြင်တာပေါ့ဒီ SSPP ဥက္ကဋ္ဌကြောက်ပန်ဖာရဲ့ဒါတတိယသားမင်္ဂလာဆောင်ရဲ့ပုံလေး SSPP info ကထုတ်လာတယ်ဆိုတဲ့ဟာပဲသူတို့ကမြင်ကြတယ်ဒါပေမဲ့နောက်ွယ်ရမှာကျွန်တော်တတိထားမိတာက UWSA ရဲ့ခေါင်းဆောင်တွေ MND ရဲ့ခေါင်းဆောင်တွေကပွဲလာတက်တယ်အစည်းအဝေးလာတက်တယ်ဆိုတဲ့ဟာကိုပြန်ထုတ်လာတယ်ပေါ့နော်အဲ့ဟာကသူတို့ကြားထဲမှာဘလောက်ရင်းနှီးမှုတွေရှိနေကြလဲဆိုတာလေပြလိုက်တဲ့သဘောထားပေါ့နော်ကိုတွေးကြည့်ရပါတော့ခါကြောင့်ဘာလို့ဒီ SSP info ကဒီပုံလေးတွေတင်လာလဲဆိုတာပဲသူတွေကပြောကြတယ်ဒါပေမဲ့နောက်ွယ်ရမှာဒီမျိုးတွေလေတွေ့လာတယ်ခေါင်းဆောင်တွေချင်းလက်တွဲနှုတ်ဆက်နေတာတွေပေါ့ငါတို့ကဘလောက်ထိရင်းနှီးတယ်ဆိုတာဒီကြားထဲမှာထူခြားတဲ့ချက်က DNA နေမတက်ဘူးဆိုတာတွေ့ရပေါ့နော်ကိုဆိုင်မဒါပေမဲ့ဒီအစည်းအဝေးပြီးတော့ MND ကဖမ်းထားတဲ့ရှမ်းလူငယ်တွေပေါ့ရှမ်းအမျိုးသားတွေပေါ့နော်ဟိုပြန်လွတ်ပေးတယ်ဆိုတာလေတွေ့လာလာရှုံမျိုးနေမှာရှိတဲ့ဒီဒေတာခန်တွေကိုဖမ်းပြီးတော့ပြန်လွတ်ရွှေတင်းကိစ္စနဲ့ဖမ်းခံရတဲ့ဒေတာခန်ပြန်လွတ်လာတယ်ပြန်လွတ်လာတယ်ပေါ့နော်ဒါခေတော့ဒီဟာတွေကလည်းထုတ်လာတဲ့အကြောင်းရင်းတရားတော့ရှိကောင်းရှိနိုင်မှာဒါပေမဲ့ပေါ့ဒီဟာသူတို့တွေ့ဆုံကြတဲ့အချိန်မှာရောသူတို့တွေဘယ်လိုဆွေးနွေးမှုတွေရှိလဲကိုဆိုင်မဘာများကြားထားလဲပေါ့အတိကတွေ့ဆုံတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ပြောတယ်လို့ပေါ့နော်ကျွန်တော်တို့တိုင်းပြည်ရဲ့လိုအပ်ချက်အရာတွေ့ဆုံမှုကအရန်ကောင်းပါတယ်အရင်တုန်းကလည်းဒီစောဘခိတုန်းကလည်းဥမာဒီလွတ်လပ်ရေးကာလတုန်းကဆိုရင်မိုင်းမင်းပွန်ကျောက်ဖမင်းပွန်မဟေကျောက်မဟေတီပေါ့နော်နတ်ရွာဆန်နဲ့နတ်ရွာဆန်တော့အဲ့ဒါကိုအခွင့်အရေးယူပြီးတော့မှရှမ်းပြည်လွတ်လပ်ရေးအတွက်ဆွေးနွေးခဲ့ကြတယ်အခုကလည်းဒီဘူချုပ်ဥက္ခရာဘူချုပ်ပန်ဖာရဲ့ဘူချုပ်ကြီးပန်ဖာရဲ့တားမင်္ဂလာဆောင်ကိုအမှုပြုတ်ပြီးတော့မှသူတို့ကလာရောက်တွေ့ဆုံကြတယ်ဒါပေမဲ့ဒီအနောက်ကွယ်ပေါ့နော်ဘလောက်နဲ့ဆိုင်ဆွေးနွေးပြီးတော့မှဘလောက်တွေသွေးတောက်တွေဖြစ်ကြမလဲဆိုတဲ့ဟာကတော့ဘယ်သူမှမသိနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီကွင်းပြင်မှာဖြစ်နေတဲ့အနေအထားကဥပမာကြောက်မဲမြုပ်နယ်ထဲမှာဆိုရင် SFPP နဲ့ TNL တွေနဲ့စီရေးတင်းမာနေတယ်။မိုးမိတ်ဖက်မှာရောနောက်ပြီးတော့မှကုတ်ခိုင်မြို့နယ်နဲ့တိန်ကြီးမြို့နယ်မှာကြတော့ TNL တွေနဲ့ MNDA စီရေးတင်းမာနေတယ်။တစ်ဖက်မှာကြတော့ TNL တွေမပါဘဲနဲ့ဒီအုပ်စုတွေကလာတွေ့တယ်ဆိုတော့ဒီလူထုရဲ့အမြင်ကလည်း TNL တွေများအထီးကျများဖြစ်သွားတော့မလားဆိုတဲ့ပုံစံပေါ့နော်။အခြေအနေအဲ့လိုမျိုးပုံစံဖြစ်လာနေတော့လူထုကလည်းထင်စရာတွေဖြစ်လာတာပေါ့နော်။ဒါပေမဲ့လက်တွေ့မှာကြတော့အဲ့လောက်ထိမဖြစ်တော့ဘူးလို့တော့ထင်တယ်ရှမ်းပြည်အတွက်အလားအလာကောင်းတယ်လို့တော့မြင်မိတယ်တစ်အချက်ကတော့ခုနကတော့ပြောတာဒီ SSPP ရဲ့ One High ဌာနချုပ်မှာမင်္ဂလာဆောင်ကိုအကြောင်းပြုပြီးတော့မှမြောက်ပိုင်းအဖွဲ့တွေတွေ့ကြတယ်ထားလိုက်ပါတော့အနည်းစုပဲလေမလာတာနော်ထို့အတူပဲဖေဖော်ဝါရီလ9ရက်နေ့မှာထူးခြား RCSS ရဲ့ဌာနချုပ်လိုက်ဒိုင်လန်မှာဂျင်းပါတဲ့ရှားမြို့သားနေရ UWSA ကိုစလဲတက်တယ်မင်္ဂလာကိုစလဲတက်တယ်တခြားမထင်မှတ်တဲ့ကိုစလဲတွေတက်တယ်တချို့မီဒီယာတော့မှပြောလေ RCSS များဒီစစ်ကောင်စီနဲ့ပြည်ထနာတက်တဲ့ NCA ကိုများကြောခိုင်းတော့မလားຫນွေဦးနဲ့များ join တော့မလားဆိုတော့စဉ်းစားချက်တောင်ပြောနေကြတယ်လေနော်ဒါမဲ့ရှမ်းပြည်အတွက်အလားအလာကောင်းပါတယ်ဒီလိုမျိုးတွေ့ဆုံမှုကဒီအခုတစ်ခေါက် TNL တို့မပါသေးရင်တောင်မှနောက်တစ်ခေါက်မှာပါဝင်ဖို့ကြိုးစားတင်တယ်ဖိတ်တင်တယ်ရှမ်းပြည်အရေးကတော့ဒီတိုင်းတီးချားနေလို့ရှိရင်တော့နွားကွဲရင်ကြားဆွဲမယ်ဆိုတဲ့ပုံစံပဲတစ်ဖွဲ့ပြီးတစ်ဖွဲ့ဆွဲစီခံရမှာပဲတစ်ဖွဲ့ပြီးတစ်ဖွဲ့ပါလေဒီထိုးနဲ့ခံရမှာပဲအဲ့လိုဆိုရင်ဘယ်တော့မှတယောက်တည်းအားနဲ့ဘယ်တော့မှနေမြေမထူထောင်နိုင်ဘူးဘယ်တော့မှရက်တီမနိုင်ဘူးအဲ့တော့စုစည်းမှတာလင်စုပေါင်းရက်တည်နိုင်မယ်
အခုတွေ့ဆုံမှုကတော့ဒီလက်ရှိလောလောလတ်လတ်ဖြစ်နေတဲ့ရွှေတွင်းပြဿနာကြောင့်ရွာသားတွေရိုက်နှက်ခံရတယ်ဖမ်းဆီးခံရတယ်ဒီစီရေးပြပခါကြောင့်ဟိုနေရာမှာတွားရဒီနေရာမှာအုပ်ချုပ်ရေးမချရဆိုတဲ့ပုံစံတွေဖိအားပေးမှုတွေရှိနေတဲ့ကြားထဲကပြေရောက်မှုတွေရလာတယ်အဲ့လိုအနေထားပေါ့နော်ဒါကြောင့်မလို့ဒီတွေ့ဆုံမှုက RCSS လိုက်တိုင်းလမ်းမှာတွေ့ဆုံမှုကနေတဆင့်ထပ်တက်ဖို့လိုတယ်ဝန်ဟိုင်းမှာတွေ့ဆုံမှုကနေတဆင့်ထပ်တက်ဖို့လိုတယ်ဒီနဝိုင်းကတဝိုင်းနဲ့ဖြစ်အောင်စုစည်းနိုင်လို့ရှိရင်တော့ရှမ်းပြည်ရဲ့အလားအလာကနေတကယ့်ကိုစစ်မှန်တဲ့ပြည်ထောင်စုအလားအလာစီကိုဦးတည်တက်လာနိုင်မှာပေါ့နော်ဟုတ်ကဲ့ကိုဆိုင်မရင်ဒီလထဲမှာလည်းတရုတ်နှစ်တကူကရှိဆိုတော့လေထူးခြားဖြစ်စဉ်ထဲမှာတရုတ်နှစ်တကူကလည်းတရားဝင်ရုံးပိတ်ရက်ဆိုတတ်မှတ်ထားတယ်ပေါ့နော်အဲ့မှာကဒီ Miss မာဂျာကလည်းဒီမြန်မာတရုတ်မြန်မာဆက်ဆံရေးအတွက်အရေးပါတဲ့နှစ်ဆိုတာလည်းပြောတယ်2026ကနောက်ထပ်တစ်ခုကကြောင့်မြန်မာဟာတရုတ်နိုင်ငံအတွက်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုဖန်တီးပေးနိုင်တဲ့နိုင်ငံဆိုပြီးတော့လေဒီဒုတိယစစ်ကောင်ဆောင်ဒုတိယပိုချုပ်မှုကြီးစိုးဝင်းကလည်းပြောခဲ့ပေါ့နော်ဒါကြောင့်ဒီလမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ရှမ်းနဲ့ကလည်းမလွတ်တဲ့လမ်းကြီးဖြစ်ပြန်ရောဟုတ်တယ်အဲ့ဒါကြောင့်ဒီလမ်းကြောင်းတွေကဒီဟာပေါ့နော်ဒီကုန်းတွင်းပေါက်လမ်းပေါ့နော်ဖြစ်တဲ့အတွက်တရုတ်အိန္ဒိယလမ်းကလည်းကျွန်တော်ရဲ့ပြဿနာကလူထုအတွက်ပဲခံရမယ်ပေါ့နော်ဒါအဲ့လမ်းကြောင့်ဒီတိုက်ပွဲတွေကလည်းဆက်မဖြစ်လာနိုင်ဘူးဆိုတာလည်းပြောလို့မရဘူးဒါကြောင့်လူထုတွေရဲ့ကိစ္စကတော့လုံးပါသွားနိုင်တယ်ပေါ့နော်ဒီကောင်းဆောင်တွေကဒီလိုပြောလိုက်ရင်ရှမ်းပြည်ရဲ့လူထုကိုပြန်ပြီးတော့ရင်မောရတယ်ပေါ့နော်ဒါကြောင့်ကိုဆိုင်မွန်အနေနဲ့ရောဒီကိစ္စတွေဘယ်လိုတတိထားဖို့အတွက်လူထုတွေလက်နက်ကင်ကြပါဘာတွေဆက်ဖြစ်လာနိုင်လဲပေါ့geopolitics အရာကတော့မြန်မာနိုင်ငံကတရုတ်အတွက်အရန်ကြီးကိုတန်ဖိုးရှိတဲ့နယ်မြေဖြစ်တယ်ဒါကြောင့်မလို့စစ်ကောင်စီကလည်းအဲ့ဒီအခွင့်အရေးကိုသုံးချတယ်ဒါပေမဲ့ຫນွေဦးတော်လာရေးအတွက်တကယ့်ကိုမဟာအန္တရာယ်ပဲဒီဟာတွေအားတာလာလေຫນွေဦးတော်လာရေးအတွက်ကတော့အန္တရာယ်ကြီးလာလေပဲຫນွေဦးတော်လာရေးပို့ပြီးတော့မှတက်ဆိုးရှည်တွားနိုင်တယ်စူးစီးညီညွတ်မှုကလည်းမတိဆောက်နိုင်ကြဘူးကိုယ့်ဟာကိုယ်လုံနေတဲ့အဆင့်ပဲရှိနေတော့တစ်ဖက်တစ်လမ်းကလည်းအကွဲပြဲတွေရှိတယ်အဲ့အဖွဲ့ကနေနှုတ်ထွက်တယ်ဒီအဖွဲ့ကနေနှုတ်ထွက်တယ်စုစည်းထားတဲ့မဟာမိတ်တွေခွဲထွက်ကြတယ်ဒါပေမဲ့တစ်ဖက်တစ်လမ်းကလည်းအားကောင်းတဲ့ဟာတွေကဒီလက်နက်ကင်တပ်တွေစုစည်းနိုင်တဲ့ဟာတွေကတော့အားကောင်းလာတဲ့အခြေအနေပေါ့နော်ဒီအနောက်ဘက်ကရှိနေတဲ့လက်နက်ကင်အုပ်စုတွေစုစည်းနိုင်တယ်ထို့အတူပဲဒီရှမ်းပြည်ထဲမှာရှိနေတဲ့အဖွဲ့လေးတောင်အဖွဲ့ငယ်လေးတချို့တွေတောင်မှငါတို့အရေးကိုငါတို့မကာကွယ်လို့ရှိရင်မရတော့ဘူးဆိုတဲ့ပုံစံနဲ့စုစည်းမှုတွေဖြစ်လာတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲအင်းလေးဒေတာကိုကာကွယ်ဖို့အဲ့ဒီမှာရှိနေတဲ့အင်အားစုတွေစုစည်းပြီးတော့မှစုဖွဲ့လာကြတယ်မိမိဒေတာကိုကာကွယ်ဖို့ဒီဟာတွေကအရန်ကြီးကိုအလားအလာကောင်းပါတယ်ပထမတစ်ချက်တော့ကားနဲ့ပြန်ပြီးတော့ချိန်ညှိကြည့်လို့ရှိရင်ရှမ်းတက်တွေကຫນွေဦးတော်လာရေးမှမပါဘူးအချင်းချင်းကလည်းမတည့်ဘူးတိုက်ပွဲဖြစ်ကြတယ်အခုအချိန်နေကြတော့ဒီဖေဖော်ဝါရီလထဲမှာလုံနေတဲ့ခုနကတော့ပြောတဲ့ဟာပေါ့ RCSS ကလည်းသူ့ရဲ့အတိုက်အဝင်းလေးနဲ့သူကဆွေးနွေးဖို့လုံနေတယ် SFPP ကလည်းသူ့ရဲ့နေအတိုက်အဝိုင်းလေးနဲ့သူကဆွေးနွေးမှုလုံနေတယ်ဒီဟာကနေတဆင့်အင်အားမျှဖို့ပေါ့ဥမာအင်းသားတွေကဘယ်တော့မှလက်နဲ့ကင်တပ်ဖွဲ့မရှိခဲ့ဘူးတနုဆိုတဲ့မျိုးနဲ့စုကလည်းဘယ်တော့မှလက်နဲ့ကင်တော်လန်တဲ့အင်အားစုထဲမှာမပါခဲ့ဘူးတမိုင်း1940ခုကလေးကတောက်လျှောက်ပဲအခုဒီຫນွေဦးတော်လန်ရေးကြောင့်တနုတော်လန်ရေးအုပ်စုတွေပေါ်လာတယ်အင်းတော်လန်ရေးအုပ်စုတွေပေါ်လာတယ်ဒါတွေကရှမ်းပြည်ညီညွတ်ရေးကိုဦးတည်ဖို့ဆိုတဲ့ဟာကအင်အား balance ဖြစ်ဖို့ပေါ့နော်ခုနကတော့ပြောတယ်လို့ဒီ1027စစ်စင်ရေးကြောင့်အင်အားကြီးလာတဲ့ TNLA နဲ့ MNDAAဒါပေမဲ့1027မှာမပါတဲ့ဒီရှမ်းနဲ့တက်ကခြေချင်းထိုးတွေရန်ဖြစ်တယ်သူတို့ကြတော့ရိုးအရာကြသွားတယ်ကြသွားတော့တွေ့ဆုံဆွေးနွေးမှုမှာကအားတာမှုကဘက်မမျှတော့စုစည်းမှသာလျှင်ဥမာဒီ UWSA ဆိုရင်သူကအင်အားအကြီးဆုံးဆိုတော့သူကလွဲလို့ဘယ်လိုမှအင်အားမကြီးတော့ဘူးဒီ FPNCC တောင်မှဆွေးနွေးတဲ့ဟာတွေမှာသူဥက္ခရမလုပ်ရရင်မရဘူးဆိုတဲ့ပုံစံလေဒီလုတ်တုံးက KIO တောင်မှသူဥက္ခရတော့လုပ်ရတယ်လေအဲ့တော့သူဥဆောင်ပြီးလုတ်တဲ့ဟာသူဥက္ခရလုံးမှာအဲ့လိုဆိုရင်ရှမ်းပြည်ထဲမှာရှိနေတဲ့အင်အားစုတွေကမမျှကြဘူးမမျှတော့အားငယ်တဲ့အဖွဲ့တွေကအ
အင်အားသေးငယ်တွေအဖွဲ့တွေကနိုင်ငံရေးစက်ခုံပေါ်မှာမတက်လာနိုင်တော့ဘူးအခုအင်းနေတာလိုမျိုးပေါ်လာတော့အင်အားမျှလာလို့ရှိရင်ရှမ်းပြည်ညီရေးအတွက်ဘဒုမကိုမတာကိုမနာဖြစ်လာတဲ့အချိန်မှာတွေ့ဆုံဆွေးနွေးမှုကလည်းထိုင်ကုန်တန်းနဲ့လူဦးရေကိုယ်စားလှယ်တန်းနဲ့ဆိုရင်ရှမ်းပြည်ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်လေနော်အဲ့အနေတဆင့်ပေါ့ဒါပေမဲ့ပြန်ပြီးတော့မှကောက်ခဲချလို့ရှိရင်ဒီနှစ်ထဲမှာဒီလထဲမှာတရုတ်နှစ်တကူပါတယ်တရုတ်နှစ်တကူဆိုတဲ့ဟာကလက်တွေ့ရမြန်မာပြည်သားတွေကတရုတ်ရဲ့စီးပွားရေးပိုကျဆုံးမှုတချို့တွေကြောင့်မြန်မာပြည်ထဲမှာတကယ်ဖြူစင်ပြီးတော့မှနေထိုင်တဲ့တရုတ်လူမျိုးတွေအတွက်တောင်မှထိခိုက်နေတာမှုတွေရှိတယ်အမုန်းခံနေရတယ်အဲ့လိုနေထားပေါ့တစ်ဖက်ကလည်းစစ်ကောင်စီကလည်းမျက်နှာตาပေးတယ်ဥမာရှမ်းပြည်နယ်နဲ့ဆိုရင်ပြည်ထောင်စုတန်တီယာနဲ့ရှမ်းပြည်နယ်နဲ့မရှိလို့ရှိရင်ဖေဖော်ဝါရီလ12ရက်နေ့ပြည်ထောင်စုနေ့ဆိုတာလည်းရှိလာမှာမဟုတ်ဘူးဒါပေမဲ့ရှမ်းပြည်နယ်နဲ့ကြတော့ရုံးပိတ်ရက်ဖို့ဆိုရင်ရှမ်းမြန်မာပြည်တဝန်းလုံးအတွက်ရုံးပိတ်ရက်မပြောနဲ့ရှမ်းပြည်အတွက်တောင်မရဘူးရုံးပိတ်ရတာလွတ်တော်ထဲမှာမဲခွဲတောင်မှအနောက်မှာကြိုးကင်ပြီးတော့မှမဲမထဲနဲ့ဆိုတဲ့ဟာတွေကတောက်လျှောက်တွေ့လာတယ်2010က15တုန်းကတစ်ကြိမ်လွတ်တော်ထဲမှာရှမ်းပြည်နယ်နေ့ရှမ်းပြည်အမျိုးသားနေ့ကိုရှမ်းအမျိုးသားနေ့ကိုရုံးပိတ်ရဖြစ်မဲခွဲရအောင်ဆိုပြီးအဲ့တုန်းကလည်းမနိုင်ခဲ့ဘူးအခုတောင်ဆန်းစုကြည်ခေတ်တုန်းကလည်းမနိုင်ခဲ့ဘူးအခုဒီအစိုးရခေတ်ကလည်းတရုတ်နှစ်တကူတာ2ရက်ရုံးပိတ်ရက်ပေးလိုက်တယ်ဒါပေမဲ့ပြည်ထောင်စုတန်တီယာဖြစ်တည်လာတဲ့နေ့ကြတော့ပြစ်ပယ်ခံရတယ်အဲ့မျိုးအနေထားပေါ့နော်ဒါကြောင့်မလို့ဒီတရုတ်ကတော့သူ့ရဲ့အခွင့်အရေးသူ့ရဲ့အကျိုးစီးပွားအတွက်ပဲသူရတလောက်တူယူမယ်တိအချက်တဘာဝတယံဇာတတွေအကုန်ယူမယ်ရှမ်းစကားအရဆိုငုံပါနမ်ခွန်ပေါ့ရေနောက်နေတဲ့အချိန်မှာငါအတကုံဖမ်းဖို့ပေါ့တဘာဝတယံဇာတတွေရတလောက်အကုန်ယူမယ်တိအချက်နေ့အချက်သူလှုပ်လို့တဲ့စီမံကိန်းတွေ BRI ဘိုးလမ်းမစီမံကိန်းတွေမရရအောင်သူလှုပ်သွားမယ်မြစ်ဆုံစီမံကိန်းတွေဒီမကအောင်တာနွေမြစ်ဂုံလုံးတရားအခုဝါတပ်ဖွဲ့တွေလာထိန်းချုပ်ထားတဲ့တန်ရမ်းမြို့အထက်ကရေအားလက်စစ်ဂုံလုံးရေအားလက်စစ်နောင်ဖာရေအားလက်စစ်တောက်လျှောက်သူလှုပ်တော့မှာအဲ့တော့ခုနကတော့ပြောသလိုပဲဒီမြန်မာပြည်ကတရုတ်အတွက်တကယ့်ကိုတန်ဖိုးယတနာမြေပေါ့ဒါပေမဲ့လူထုအကျိုးခံစားခွင့်ကတော့ပို့ပြီးတော့မှဆုံးရှုံးသွားလေမလားဆိုတဲ့ဟာပေါ့နော်ဟုတ်ကဲ့မြန်မာရဲ့အနာဂတ်ကလည်းတရုတ်လက်ထဲမှာဖြစ်နေဟုတ်တယ်အဲ့တော့လူထုကလည်းအသက်ရှင်ဖို့တောင်မှအသက်ရှူဖို့တောင်မှတရုတ်ကိုခွင့်တောင်းရမယ့်ပုံဖြစ်နေဟုတ်ကဲ့ကိုဆိုင်မွန်ရဲ့ကျေးဇူးပဲကိုဆိုင်မွန်ရဲ့ကျေးဇူးပါခင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့ရှမ်းတန်တော်စင်ကိုနားဆင်နေတဲ့ပရိသတ်အားလုံးကျေနပ်အားရမယ်လို့မျှော်လင့်ပါတယ်